တဲ့သမီးတွေကိုပြောအောင်မယ်အဲ့တော့မိဘနှစ်ပါးကရှားဖွေပေးတယ်ဖေဒီမေကရှားဖွေပေးတယ်ချက်ပြုတ်ကျွေးမွေးပေးတယ်အဝတ်စားတွေဆင်ပေးတယ်ဟောအဲ့လိုလုပ်တဲ့ခါသားသမီးတွေကအမှန်မသိအလိုက်ကန်းသို့မသိငါအဖေဘလို့ရှားလည်းမသိဘူးငါအမေဘလို့ချက်ရပြောရမလဲဘလို့မျိုးရှိုးအားဖွဲ့ရလဲဘလို့မျိုးဆင်ရပြန်ရလဲမသိဘူးကိုယ်စိတ်ဆန္ဒကိုယ့်ရဲ့အတ္တကိုပဲကြည်ပြီးတော့ကျုပ်ကဒါမကြိုက်ဘူးကျုပ်ကဒါတွေမွေးချင်ဘူးဘသူတွေကတော့ဘလို့ဖုံးတွေကိုင်းနေတာဘလူတွေကတော့ဘလို့ဆိုင်ကယ်တွေစီးနေတာအဲ့ဒါမျိုးလူတန်းစိတ်မထားနိုင်ကျုပ်ကဒါကိုမကျေနပ်ဘူးဆိုတော့အိမ်တွင်းမှာသဘုံရှိတယ်အိမ်တွင်းမှာဘာရှိတော့တိုင်းစဉ်းစားအိမ်တွင်းမှာသဘုံရှိနေအဲ့ဒီအိမ်ကမိဘတွေစိတ်မချမ်းသာမှန်လားအိမ်တွင်းမှာတခိုးရှိတယ်သားသမီးတွေကလိမ့်ညာပြီးတော့ယူကြအိမ်တွင်းမှာနောက်တစ်ခုတခိုးရှိသေးတယ်အဲ့ဒါဘာလို့ဆိုအဖေလုပ်တဲ့သူအမေလုပ်တဲ့သူကဂိမ်းနေစော့အဲ့ဒီဂိမ်းနေစောတဲ့အခါကျတော့ဘလောက်ရှာပတ်စံလောက်တယ်မရှိဘူးဂိမ်းစော့ကြလားဟိနှလုံးထိုးကြလားအိမ်တွင်းတခိုးတွေအများကြီးယောက်ျားရှာထားတဲ့ဟာအိမ်တွင်းတခိုးတွေဖြုံးနေတဲ့သူတွေအများကြီးမိန်းမရှာထားတဲ့ဟာအိမ်တွင်းတခိုးဖြုံးနေတဲ့ဟာတွေအများကြီးဖုံပြောတာကပရဟိတဆိုတာကသူများဟာတွေလိုက်လို့ပြီးသူများမိသားစုတွေလိုက်လို့မှမဟုတ်ဘူးအိမ်တွင်းကနေစပြီးပရဟိတစေတာကိုလေ့ကျင့်လက်တွေ့ကြလားမကြဘူးလားဖုံပြောမယ်မသာသွားထမ်းတဲ့ထင်ပေါ်ခြင်းလို့ celebrity တွေမသာသွားထမ်းတဲ့ဥကျော်သူနာရေးကုညီမှုသွားလုပ်တဲ့ဟောဓမ္မကုံရောအသိရဲ့ကုညီရေးကိုသွားပြီးကူတဲ့အိမ်ကြတော့ဘာအလုပ်မှကူမလုပ်မိဘကြကိုအကောင်မှမသိအိမ်ကြဘာအလုပ်မှဥဆောင်မလုပ်ချင်ဘူးသူများရဲ့ယုံကံကနာဖွင့်ထားတဲ့နေရာကြမှာဒါနာရေးကူညီမှုတဲ့လူမှုကူညီရေးတဲ့အလောင်းထမ်းပြမတာထမ်းပြအမြူလန်ကားမောင်းပြအိမ်တွင်းကြတော့အိမ်ကလူတွေကိုပရိဒတ်စိတ်ဓာတ်မထားတတ်ဘူးအဲ့ဒီစိတ်ကတကယ်ကိုလောကအလှဆင်တဲ့စိတ်ဟုတ်ရလားဒါကြောင့်အခုဘုံပြောတာမှတ်တာပရိဒတ်ဆိုတာအိမ်တွင်းကနေစလောတယ်ဘယ်ကနေစလောအိမ်တွင်းပရိဒတ်လုပ်ပြီးမှအပြင်ဘက်ကိုထွက်လို့ဟုတ်လားအပြင်ဘက်ကိုပဲထွက်လို့ပြီးအိမ်တွင်းပရိဒတ်ကိုအမေလုပ်တဲ့သူကလည်းမလုပ်တတ်ဘူးအဖေလုပ်တဲ့သူကလည်းမလုပ်တတ်ဘူးသားသမီးတွေကလည်းအိမ်တွင်းပရိဒတ်မလုပ်တတ်ဘူးဆိုရင်အဲ့ဒီအိမ်ကငြိမ်းချမ်းပါမလားမငြိမ်းချမ်းတဲ့အိမ်တွေရံဖြစ်နေတဲ့အိမ်တွေရှိတာနဲ့ရက်ွက်ထဲမှာပဲဘလို့နေမလဲစဉ်းစားကြည့်နော်အဲ့လိုအိမ်လင်ကအိမ်ရှိပြီဆိုရင်ဟာဒီရက်ကွက်ဟာဒီရွာကပျော်စရာမကောင်းတော့ဘူးဆဲကြပြန်ပြီးတဲ့ဆိုကြပြန်ပြီးတဲ့အဲ့ဒါလို့ဆဲဆိုနေတဲ့မိဘကနေမွေးလာတဲ့သားသမီးကြတော့လေလိမ်မာရေးရရှိတဲ့သားသမီးမဟုတ်ပြန်ဘူးတော်တော်ခက်တယ်နော်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မိဘတွေလိမ်မာမှသားသမီးကလိမ်မာတယ်မိဘတွေကရိုင်းရင်ငါပြောပင်ဆိုင်မိလိုက်ဖပါတဲ့မိဘတွေကိုအတုခိုးပြီးသားသမီးတွေကအလိုလိုရိုင်းမိတာမှတ်ဖုံတို့ဒီကိုမိဘတွေကလာအပ်တယ်ဗျာရင်ကျေးလေးမှတင်တဲ့အခုဆိုရင်လူငယ်တရားသခန်းတဲ့ဖုံတို့ကလည်းလက်ခံပါတယ်လူငယ်တရားသခန်း9ရက်လူငယ်တရားသခန်း10ရက်လူငယ်တရားသခန်း9ရက်ရင်ကျေးလေးမှတင်တဲ့10ရက်ရင်ကျေးလေးမှတင်တဲ့15ရက်ဟောဓမ္မသကုရင်ကျေးလေးမှတင်တဲ့တစ်ပတ်ကို1ရက်ကို2နာရီလောက်ဖုံတို့စီတက်လိုက်တဲ့ခါကလေးတွေလိမ်မားလာမယ်လို့ထင်တာတဲ့ဘာမှမထူးဘူးဗျာတဲ့ရင်ကျေးလေးမှတင်မှတက်လိုက်မှကလေးတွေပို့တောင်ရိုင်းလာတယ်တဲ့ဖုံကလည်းပြန်မေးတယ်အဲ့ဒါဒကမကြီးတို့အိမ်မှာဘလို့ထိန်းကြတော့သားသမီးတွေကိုဒကာကြီးတို့အိမ်မှာသားသမီးတွေကိုဘလို့ဆုံးမကြတော့အိမ်မှာတနေ့ကုန်ဆုံးမတာတော့မလိမ်မာတာကျွတ်တို့ကြောင်းတစ်ပတ်မှ2ရက်လောက်ရောက်လာတာဘလို့လို့လိမ်မာမလဲဟုတ်ပြီလားဘုံတို့ကကြောင်းကစနစ်တကျလိမ်မာရေးရရှိအောင်စနစ်နဲ့ဇယားနဲ့သေးသေးချာချာသင်ပေးလိုက်တယ်အဆုံးမကောင်တွေသင်ပေးလိုက်တယ်လူကိုဇရိုက်ကိုလည်းပြင်းပေးလိုက်တယ်အိမ်ရောက်တော့မိဘနှစ်ပါးရံဖြစ်နေတယ်မိဘနှစ်ပါးမညီညွတ်ဘူးညီကိုမောင်နှမချင်းကမညီညွတ်ဘူးဒီကလေးကအရိုင်းပဲပေါ့မှန်ရလားဟိသူ့ဘဝဝန်းကျင်မှာအတုတရားကောင်းတာတွေရှိရလားမရှိဘူးဒါတတိဒါကြောင့်ပရိဒတ်2မျိုးဖုံပြောခဲ့တယ်နံပါတ်1ကဘာလဲတော့အိမ်တွင်ပရိဒတ်အလုံးပြောပါနံပါတ်1ပရိဒတ်ဘာလဲတော့နံပါတ်2ကအပြင်ပရိဒတ်နံပါတ်2ကအိမ်တွင်ပရိဒတ်မလုံနိုင်မဲနဲ့အပြင်ပရိဒတ်လုပ်ရင်ရွာကျော်ခဲပြစ်နေတယ်လို့ဖြစ်ဒါကြောင့်ဒီပရိဒတ်အဖွဲ့ကိုဥဆောင်ကြတဲ့ဒကာကြီးဦးဝင်းလိုင်တို့ရောအားလုံးသောဓမ္မဂုံရောအဖွဲ့တွေဘုံမောတခါတည်းမှာခဲ့ပါတယ်နော်ဘယ်ပရိဒတ်စာလုံးလဲအိမ်တွင်ပရိဒတ်ကိုတည်တည်ချာချာလုပ်နော်အိမ်တွင်ပရိဒတ်လုပ်တဲ့ခေါ်သူ့ရဲ့မေတ္တာဓာတ်တွေကအားကောင်းတဲ့အခါအပြင်ဘက်ကိုထွက်လို့တော့လေဩဒီလူကအိမ်ကြတော့လေတော်လိုက်တာသာသမီဇနီးမယားကိုစောင့်ရှောက်တာလေအပြင်ဘက်ထွက်တော့လေရဲ့အကျိုးရွာအကျိုးတိုင်းကျိုးပြီးကျိုးဆောင်းတက်လိုက်တာတကယ်လူကောင်းပါဗျတကယ်နှလုံးသားလှတဲ့သူပါဗျလို့အားလုံးကနေဝိုင်းပြီးမချီးကျူးဘူးလား
အဲ့ဒါလို့ပုဂ္ဂိုလ်အတွက်ဟောဒီရက်ကွက်မှာအများကြီးလိုတယ်အဲ့လိုပုဂ္ဂိုလ်တွေမြန်မာပြည်မှာအများကြီးလိုတယ်အဲ့လိုပုဂ္ဂိုလ်တွေကဘာမှာအများကြီးလိုတယ်